အားလုံးပဲမင်္ဂလာပါ AND Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကားတစ်စီးမှာအရှိန်ပြင်းပြင်းမောင်းနေပြီးဘရိတ်နင်းလိုက်တဲ့အခါဘိန်းတွေကဘယ်လိုကြောင့်ရပ်တန့်သွားလဲဆိုတာသင်တွေးဖို့ပါလားလူတော်တော်များများကတော့ဘရိတ်ပက်တွေကြောင့်လို့ပဲထင်ကြပါဒါပေမဲ့အဲ့ဒီဘရိတ်ပက်တွေကိုအလုတ်လုတ်အောင်ခိုင်းစေနေတဲ့နောက်ွယ်ကမင်းသားကြီးကတော့ Brake Master Cylinder ပဲဖြစ်ပါတယ်ဒီကနေ့ဒီဗီဒီယိုမှာတော့ဒီ Brake Master Cylinder ရဲ့အစိတ်ပိုင်းလေးတွေကဘယ်လိုအလုပ်လုပ်လဲဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် Master Cylinder ဆိုတာဘာလဲ Master Cylinder ဆိုတာရိုးရိုးလေးပြောရရင်ဖိအားပြောင်းလဲပေးတဲ့စက်ပါပဲကျွန်တော်တို့ခြေထောက်ကနင်းလိုက်တဲ့အားကကားတစ်စီးလုံးကိုရပ်တန့်သွားဖို့မလုံလောက်ပါဘူးဒါကြောင့် Master Cylinder ကခြေထောက်ကနင်းလိုက်တဲ့အားကို Hydraulic Pressure CPR အဖြစ်ပြောင်းလဲပေးပြီးဘိန်းလုံး၄ဘိန်းလုံးကိုဖြန့်ဝေပေးပါတယ်ဒီလိုဘိန်းလေးလုံးကို CPR တွေဖြန့်ဝေပေးဖို့ Master Cylinder မှာဘယ်လိုအစိတ်ပိုင်းတွေပါပါလဲ Master Cylinder မှာအဓိကအားဖြင့်တော့ Cylinder Body နဲ့ Brake Fluid Reservoir တို့ပါရှိပါတယ် Cylinder Body ထဲမှာဆိုလို့ရှိရင်တော့ CPR ကိုရရှိစေဖို့အတွက် Piston နဲ့ Rubber Cap တွေပါရှိပါတယ်ဒီအစိတ်ပိုင်းတွေကဘယ်လိုအလုပ်လုပ်ပေးလဲကဲပထမဆုံးအစိတ်ပိုင်းကတော့ကျွန်တော်တို့အမြင်သာဆုံးဖြစ်တဲ့ Brake Fluid Reservoir ဒါမှမဟုတ်လို့ရှိရင် brake စီဘူးပါပဲဒီ brake စီဘူးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ maximum ဒီမှာ minimum ဆိုတဲ့ level ကိုပြတဲ့အမှတ်သားလေးတွေပါတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ brake စီဘူးဟာဆိုလို့ရှိရင် master cylinder ရဲ့အပေါ်ဘက်မှာဒီလိုစီးတွေနဲ့တက်ဆင်ထားတာဖြစ်ပါတယ်သူ့ရဲ့အဓိကတာဝန်ကတော့ brake စနစ်အတွက်လိုအပ်တဲ့သွေးဖြစ်တဲ့ဘရိတ်စီတွေကိုထိမ့်သိမ်းပေးထားတာဖြစ်ပါတယ်ဘူးကိုဘာလို့အကြည့်အောင်နဲ့လောက်ထားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘရိတ်စီဘူးတဲ့ကိုဘရိတ်စီတွေထည့်ထားတဲ့အချိန်မှာဘရိတ်စီဘူးအဖုံးကိုဖွင့်စရာမလိုဘဲနဲ့အပြင်ကနေဒီအကြည့်အောင်ကနေ level အခြေအနေကိုတော့၎င်းအထဲမှာရှိတဲ့ဘရိတ်စီတွေမဲနေပြီလားကော်ဖီရောင်လို့မဲနေပြီလားဆိုတာကိုအလွယ်တကူကြည့်နိုင်ဖို့အတွက်အကြည့်အောင်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ခေတ်မီမော်တော်ယာဉ်တွေမှာဆိုလို့ရှိရင်တော့ brake fluid level sensor ပါရှိလေရှိပါတယ်ဒီ level sensor ဟာဆိုလို့ရှိရင် brake fluid level တွေအရန်နည်းနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ dashboard warning light မှာ brake fluid warning light ကို link ပေးပြီးတော့ driver ကိုရင်မောင်းနေသူကိုကျွန်တော်တို့ရဲ့ brake စနစ်မှာယိုစိမ့်မှုတွေရှိနေပြီဆိုတာကိုသတင်းပေးလေရှိပါတယ်ဒီနေရာမှာကျွန်တော်တို့မှတ်သားထားဖို့လိုတာကတော့ brake နင်းလိုက်လို့ဒါ brake pad တွေကဒါမောင်းတာကြာလို့စသွားပြီဆိုလို့ရှိရင်ပါလာပြီဆိုလို့ရှိရင်ဒီ brake စီဘူးတွေကစီတွေက minimum ရဲ့အောက်ကိုအနည်းငယ်ရောတတ်ပါတယ်ဒါကတော့ပုံမှန်အနေထားပါပဲဒါပေမဲ့ရုတ်တရက်ကြီး minimum ရဲ့အောက်ကို brake စီ level တွေရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ brake စနစ်တနေရာမှာယိုစိမ့်မှုရှိနေပြီဆိုတာကိုသတိထားရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ master cylinder ရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ cylinder body ဒါမှမဟုတ်ရင်ကိုယ်တယ်ကြီးဖြစ်ပါတယ်ဒီကိုယ်တယ်ကြီးကိုတော့တန်မဏိဒါမှမဟုတ်ရင်အလူမီနီယံနဲ့ပြုလုပ်ထားတဲ့အလွန်ခိုင်မာတဲ့အစိတ်ပိုင်းဖြစ်ပါတယ်ဘာလို့ဒီလောက်တောင့်တင်းအောင်လုပ်ထားရလဲဆိုလို့ရှိရင်တော့ခမားက brake ကိုအားနဲ့အုပ်လိုက်တဲ့အချိန်မှာဒီ cylinder ထဲမှာဖြစ်ပေါ်လာတဲ့ hydraulic pressure CPR ကအရန်ပြင်းလို့ပါပဲဒီလို cylinder body ကိုခိုင်ခန့်အောင်လုပ်မထားရင် CPR ကပြင်းလို့ပေါက်ထွက်သွားနိုင်ပါတယ်ဒီ cylinder body ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့စီဘူးတဲကစီတွေဝင်ဖို့အတွက်ဒီအပေါ်မှာပေါက်လေးနှစ်ပေါက်ပါမယ်ဒီမှာစီဘူးနဲ့ဒီလိုချိတ်ဆက်ထားမှာဖြစ်ပါတယ်ဒီ cylinder တဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ
reservoir တွေကစီတွေကိုစလင်ဒါအတွင်းကိုရောက်ရှိစေဖို့အတွက်ဒီမှာပြထားသလိုအပေါက်လေးတွေပါရှိတာဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပါရှေ့မှာဆိုလို့ရှင်လဲအပေါက်လေးတွေပါမယ်ဒီနောက်ကမှာဆိုလို့ရှင်လဲအပေါက်လေးတွေပါမှာဖြစ်ပါတယ်နောက်ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှင်လဲရှေ့ဘိတ်နောက်ဘိတ်တွေကိုဒီစလင်ဒါတွေကနေထုတ်လွှတ်လိုက်တဲ့ C pressure တွေကိုရောက်ရှိစေဖို့အတွက်ဆက်သွယ်ဖို့ဒီမှာအပေါက်လေးတွေတွေ့ရမှာဖြစ်ပါတယ်တီဘူးတွေကစီတွေကိုအထဲကိုဝင်ဖို့ရယ်ဗဒိတ်လွှတ်လိုက်လို့ရှိရင်ဖိအားတွေပြန်လျှော့ဖို့ရယ်အတွက်ပါအပေါက်လေးတွေဖောက်ထားတာဖြစ်ပါတယ်ဒီစလင်ဒါဘော်ဒီရဲ့အတွင်းသားနံရံတွေကိုလည်းမှန်သားဖြင့်လို့ချော့မွတ်နေအောင်ပြုလုပ်ထားပါတယ်ဒါမှသာအထဲက piston ရွေ့ရှားပုတ်တိုက်မှုနဲမှာဖြစ်ပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ piston မှာသူကဒီစနစ်မှာတကယ်အလုပ်လုပ်ပြီးတဲ့အလုပ်သမားပါခမခြေထောက်နဲ့ brake pedal ကိုနင်းလိုက်တဲ့အားကို CPR အဖြစ်ဓာတ်ရိုက်ပြောင်းလဲပေးတဲ့ကရိယာကဒီ piston မှာပဲဒီ piston ရဲ့ထိပ်မှာဆိုလို့ရှိရင် rubber cap ဒါမှမဟုတ်ရင် rubber seal လေးတွေပါပါတယ်ဒီ rubber seal ကွင်းလေးတွေက brake seal တွေကိုရှေ့ကိုပဲရောက်အောင်တွန်းပို့ပေးပြီးနောက်ပြန်ရှံမကြအောင်ပိတ်ထားပေးထားတာဖြစ်ပါတယ်တနည်းအားဖြင့် rubber cap တွေက sealing effect ရရှိအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်ကစ်တစ်ကားတွေမှာဆိုလို့ရှိရင်တော့ဒီလို piston နှစ်ခုပါလေးရှိပါတယ်ရှေးဟောင်းကားတွေမှာဆိုလို့ရှိရင် piston တစ်ခုပဲတက်လေးရှိပါတယ်ဒီပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် piston နှစ်ခုပါရှိပြီးတော့တစ်ခုကရှေ့ဘိန်းအတွက်ဖြစ်ပြီးတော့နောက်တစ်ခုကတော့နောက်ဘိန်းအတွက်ဖြစ်ပါတယ်ဒါကို tandem system လို့ခေါ်ပါတယ်ဒီလို tandem master cylinder စနစ်ကိုတက်ဆင်ထားရတဲ့အကြောင်းကတော့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ရဲ့ brake pipeline တစ်လျှောက်မှာပေါက်သွားခဲ့တာဖြစ်ခဲ့လို့ရှိရင် leakage ဖြစ်ခဲ့တာယိုစိမ့်မှုတွေရှိခဲ့တာဖြစ်မယ်ဆိုလို့ရှိရင် piston တစ်ခုအလုံးမလုံးတော့ဘူးဆိုရင်တောင်နောက် piston တစ်ခုကအလုံးလုံးပေးနေတုံးဖြစ်တဲ့အတွက်ကားကိုအချိန်မီရပ်ပေးနိုင်မှာဖြစ်ပါတယ်tandem master cylinder တစ်ခုက brake fluid pressure ရရှိအောင်ဘယ်လိုအလုပ်လုပ်ပေးသလဲကဲဒီပုံလေးကိုကြည့်လိုက်အောင်ဒီပုံလေးမှာဆိုရင် tandem master cylinder လို့ပြောတဲ့အတိုင်းပဲသူ့မှာ piston number 1 piston number 2ပါမယ်ဒီ piston တွေရဲ့ထိပ်မှာ piston rubber cap 1 piston rubber cap 2နဲ့ဒီ piston တွေသူ့နေရာကိုပြန်ရောက်ဖို့အတွက် return spring number 1 return spring number 2ဆိုပြီးတော့ပါမှာဖြစ်ပါတယ်ဒီမှာ to front ဆိုတာကတော့ရှေ့ဘိန်းတွေကိုသွားမယ် to rear side ဆိုတာကတော့နောက်ဘိန်းတွေကို output pressure ထုတ်ပေးမယ်ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ motor ယာဉ်မောင်းက brake pedal ကိုနင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီနင်းလိုက်တဲ့အားဟာ push rod တန်ကနေတဆင့် master cylinder ရဲ့ဒီနေရာလေးကိုလာပြီးတော့တွန်းပေးပါတယ်ဒီလိုတွန်းပေးလိုက်တဲ့အချိန်မှာ piston number 1ဟာ return spring ရဲ့ကန်ထားတဲ့အားကိုစန့်ကျင်ပြီးတော့ရှေ့ကိုတိုးလာပါတယ်ဒီ compensating port ကိုကြော်တဲ့အချိန်မှာဆိုရင် C တွေဟာအလုံးပိတ်ထားသလိုဖြစ်သွားပါတယ်ဒီလိုနဲ့ဆက်နင်းလာလိုက်တဲ့အချိန်မှာ CPR တွေပိုများလာပြီးတော့ rear side ကို pressure output အနေနဲ့ number 1 piston ကနေထုတ်ပေးပါတယ်အဲ့လိုနဲ့ဆက်တွန်းလာရင် number 1 piston ရဲ့ထိပ်လေးက number 2 piston ရဲ့နောက်ပိုင်းကိုသွားပြီးတော့တွန်းပါတယ်ဒီလိုနဲ့ number 2 piston ဟာရှေ့ဘက်ကိုရွေ့လာပြီးတော့ဒီ compensating port ကိုကြော်တဲ့အချိန်မှာဆိုလို့ရှိရင် hydraulic C တွေကိုအလုံးပိတ်ထားသလိုဖြစ်သွားပါတယ်ဒီအချိန်မှာဆက်ပြီးနင်းလိုက်တယ်ဆိုလို့ရှိရင် pressure တွေပိုတက်လာပြီးတော့ to front side ကနေပြီးတော့ရှေ့ဘိန်းနေစီကို
hydraulic pressure တွေကိုပို့လွတ်ပေးပါတယ်ဒီနည်းနဲ့ tandem master cylinder ကအလုံးလုံးပေးတာဖြစ်ပါတယ်ဒါကြောင့် tandem master cylinder ရဲ့ piston rubber cap တစ်ခုကျွံသွားလို့ရှိရင်လေနောက်တစ်ခုကဆက်ပြီးအလုံးလုံးနေနိုင်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့မော်တော်ယာဉ်အတွက် safety ကိုပုံမူရရှိစေတာဖြစ်ပါတယ် single master cylinder ဒီမှာဆိုလို့ရှိရင်တော့ piston ကတစ်ခုပဲပါတာဖြစ်ပါတယ်ဥပမာဒီရှေ့မှာနံပါတ်2 piston လိုမျိုးပဲတစ်ခုပဲပါတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ piston မှာရှိတဲ့ rubber cap တော့၎င်းပျက်စီးတယ်ဆိုလို့ရှိရင် CPR လုံးဝရရှိခြင်းမရှိတော့ဘဲနဲ့ brake စနစ်ချို့ယွင်းပြီးတော့ကျွန်တော်တို့ယာဉ်ကိုအန္တရာယ်ဖြစ်စေတာဖြစ်ပါတယ်ကျွန်တော်တို့မော်တော်ယာဉ်မောင်းနှင်သူတွေမဖြစ်မနေသိရှိထားတဲ့ master cylinder မကောင်းရင်ပြရတဲ့လက္ခဏာတွေကတော့ spongy pedal brake ကိုနင်းလိုက်တဲ့အချိန်မှာ pedal ကခွမ်းလိုပဲပေါ့ပေါ့လေးနစ်ဝင်သွားတယ်အခြေအနေမျိုးဒါဒီလိုအခြေအနေမှာဆိုလို့ရှိရင် brake စနစ်ထဲမှာလေကျန်နေတာယိုစိမ့်နေတာမျိုးတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ sinking pedal ကနစ်ဝင်သွားတာနင်းတဲ့အချိန်မှာတော့ CC လေးရှိတယ်တဖြည်းဖြည်းနဲ့နစ်ဝင်သွားပြီးကြမ်းကပ်သွားတာမျိုးဒါဆိုလို့ရှိရင်တော့ master cylinder ထဲမှာ internal leakage ရှိနေနောက်တစ်ခုကတော့ contaminated fluid ဒါ brake စီတွေညစ်မဲနေတာဒါဆိုလို့ရှိရင် brake master cylinder ထဲမှာပါတဲ့ seal တွေကဒီပေါ်စားပြီးတော့အမှုန်တွေအနေနဲ့ရောက်လာတာမျိုးဖြစ်နိုင်ပါတယ်နောက်ဆုံးချက်ကတော့ဒါခင်မီမော်တော်ယာဉ်တွေမှာဆိုလို့ရှိရင် brake warning light dashboard မှာလင်းလာတာဒီအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ brake စနစ်က master cylinder ချို့ယွင်းချက်ဖြစ်နေတာကိုသိရှိပြီးတော့ချက်ချင်းပြင်ဆင်ဖို့လိုမှာဖြစ်ပါတယ် brake စနစ်တစ်ခုလုံးပြည့်ရင်ပြသတဲ့လက္ခဏာ၈ချက်အကြောင်းပြောထားတယ်ကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးမှာဆိုရင်တော့စနစ်တစ်ခုလုံးပြည့်ရင်ပြရတဲ့လက္ခဏာတွေကိုဖော်ပြထားတာကို YouTube channel လေးမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ဒီလိုပျက်စီးမှုတွေမဖြစ်အောင်ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ maintenance ဘယ်လိုလုပ်ရမလဲအဖြေကတော့ brake စီကိုမှန်မှန်လဲဖို့ပါပဲကျွန်တော်တို့ရဲ့ brake စီကရေကိုးရေငွေ့တွေကိုစုပ်ယူထားတတ်လို့ကြာလို့ရှိရင်ဒီရေကိုးရေငွေ့တွေကငွေ့ကြီးဖွဲ့ပြီး brake စနစ်ထဲကိုရေတွေရောက်ရှိလာပြီးတော့ brake system ထဲမှာရှိတဲ့တန်တဲ့ပစ္စည်းတွေကိုတန်ကြေးတက်စေပြီးတော့ seal တွေကိုလည်းပျက်စီးစေပါတယ်ဒါကြောင့် brake စီကို2နှစ်တစ်ကြိမ်အနည်းဆုံးလဲပေးဖို့လိုမှာဖြစ်ပါတယ် brake စီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel မှာဗီဒီယို3ခုတင်ထားတာကိုတွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျဒီကနေ့ဗီဒီယိုလေးကနေ master cylinder အကြောင်းကိုအစုံအလင်သိသွားပြီလို့မျှော်လင့်ပါတယ်သင်ကားမှာရော brake နင်းရင်ထူးဆန်းတာမျိုးရှိနေသလား comment မှာရေးပေးခဲ့ပါဦးနောက်ထပ်မော်တော်ယာဉ်ဆိုင်ရာနည်းပညာတွေကိုကျွန်တော်နဲ့အတူလေ့လာဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးတော့အားလုံးပဲဘေးကင်းစွာမောင်းနေနိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ